အဲ့နောက်ဆက်ချောင်းမင်္ဂလာပါပါလေးလို့ရှင်ကြည့်ပါနော်ဟုတ်ကဲ့ပါရှင်ရောက်တော့ရမ်းလာပဲပါလေးချက်ပြမယ်အောင်မအောင်ချဆွဲလိုက်ရတော့လားမဒီမလေးချိန်ခိုင်းမလို့လားအော်ဟုတ်ပြီပါလေးကြည့်ပြအောင်မလေးကြည့်အောင်အဲ့ဒီကလာမလို့ကျွန်တော်လည်းချက်လိုက်တာနော်ဒီမလေးအဲ့ဒီနဲ့ဒီရောင်နဲ့ black ဖြစ်နေတယ်နေရမယ်။နောက်ရတော့လှတော့လှပါတယ်။ဒါပေမဲ့ anyway ပေါင်းလုံးကြီးတော့နေပါပေါ့အဲ့ဒီကလည်းလှပါ။ဒါလေးကဆိုတော့ဒါပေမဲ့ကလေးကဆန်တယ်လေအဲ့ဒီရွာရုပ်နေတယ် black ဖြစ်တာ။ဒါဒီလောက်နာဒီမလေးကြည့်အစင်းလေးလည်းကြည့်အရန်လာအသားလေးအရန်ကောင်းတာဒီမလေးဟုတ်ပါပဲဒါပေမဲ့ကော်လေးရလည်းရှင်းလာလို့ကိုင်းဒီမှာတာလီထင်းလာနော်တာလီအသေးလာသိရောက်တာဒါရတော့လှပါပဲဒါပေမဲ့ဒီမှာရှင်းတယ်လေဒီတက်လေးလည်းဒါကြီးတာအဲ့ဆိုတော့သူမလေးကမချိုက်ဆိုတော့မယူတော့ဘူးပေါ့အဲ့လိုလားယူတော့ပါဘူးနောက်တစ်ခေါက်ရောက်မယ်အင်းမမယူလဲရတယ်ဘာမှတော့မရှိဘူးလေနော်ယူမလားမယူလားအမရောဒီပါမယ်ဒါလေးကုန်ပြီပါအကုန်ထုတ်ပြရမလားပါစေဆွဲလိုက်တော့ပေါင်ချရေးလိုက်တော့မဝေလူတွေနော်တကယ်ပဲ